မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပုပ်ယဟန်မင်းကြီးကွယ်လွန်ကြောင်းဗာတီကန်ကျောင်းတော်အတည်ပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပုပ်ယဟန်မင်းကြီးဖရန့်စစ်ကအသက်88နှစ်မှာကွယ်လွန်သွားကြောင်းဗာတီကန်အုပ်ချုပ်ရေးဖွဲ့မှကြီးတန်းရရှိတအုပ်ကဒီကနေ့မှကြေညာလိုက်ပါတယ်ကာဒီနယ်ကယ်ဗင်ဖာရကဒီကနေ့မနက်9:35မိနစ်ဒေသစံတော်ချိန်မှာရောမမြို့ရဲ့ခိုင်းချုပ်ပုပ်ယဟန်မင်းဖရန့်စစ်ကွယ်လွန်သွားပြီလို့ပြောကြားခဲ့ပါတယ်ဖျားသခင်နဲ့သူ့ရဲ့ကျောင်းတော်ရဲ့အမှုကိုဆောင်ရွက်ဖို့အတွက်သူ့ရဲ့ဘဝတသက်တာလုံးကိုအနှင်ခဲ့ပါတယ်။အထူးသဖြင့်စင်ရွယ်နံပါဆုံးနဲ့အဆုံးရောက်ခံရဆုံးသူတွေအတွက်သစ္စာရှိမှုရရင်မှုနဲ့တကဘာလုံးဆိုင်ရာချစ်ချင်းမြတ်တာတို့နဲ့အေဝံဂေလိတရားရဲ့တန်ဖိုးများကိုနေထိုင်ဖို့သူကကျွန်ုပ်တို့ကိုသွန်သင်ပြသခဲ့ပါတယ်။သခင်ယေရှု၏စစ်မှန်သောတပည့်တော်တအုပ်ဖြင့်သူရဲ့စံနမူနာအတွက်အတိုင်းစားမဲ့ကျေးဇူးတင်စွာဖြင့်ပုပ်ယဟန်မင်းဖရန့်စစ်ရဲ့ဝိညာဉ်ကိုအနန္တဂရုဏာတော်နှင့်ပြည့်စုံသောဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာတော်တို့အနံ့အပ်ပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပုပ်ယဟန်မင်းကြီးဖရန့်စစ်ကအက်စတာဆန်တီကျမ်းမာရေးပြန်လည်ကောင်းမွန်လာခြင်းကြောင့်စိန့်ပီတာရင်ပြင်ရှိထောင်ပေါင်းများစွာသောလူများကိုကောင်းချီးပေးခဲ့ကရင်ပြင်ကိုကားနဲ့အံ့ဩသင့်ဖွယ်ရာလှည့်လည်နေချိန်မှာပျော်ရွှင်စွာအားပေးတန်နဲ့လက်ခုပ်တန်ဆူညံသွားပါတယ်။ဖရန့်စစ်ကရှင်ပြင်မှာအက်စတာပွဲတော်ကိုကိုယ်တိုင်ကျင်းပခြင်းမပြုဘဲစိန့်ပီတာဖျားရှိခိုးကျောင်းရဲ့အငိမ့်စားခိုင်းအုပ်ကြီးကာဒီနယ်အင်ဂျယ်လိုကိုမာစထရီကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ပွဲတော်ပြီးဆုံးပြီးတဲ့နောက်ဖရန့်စစ်ကဖျားရှိကိုကျောင်းဝင်ပေါင်းရှိလော်ဂျီယာလာတာဆောင်ပေါ်မှာမိနစ်20ကျော်ကြာပေါ်ထွက်လာပြီးလက်တင်ဘာသာနဲ့တမန်တော်ရဲ့ကောင်းကြီးကိုပြင်ခဲ့ပါတယ်ဖျားရှိကိုကျောင်းကိုတွားရလမ်းမှာဖရန့်စစ်ကရောမမြို့မှာမိသားစုနဲ့အတူအက်စတာပွဲတော်မှာပါဝင်နေတဲ့အမေရိကန်ဒုတိယသမ္မတ JB Vance နဲ့လည်းခဏတာတွေ့ဆုံခဲ့ပါတယ်ဖရန့်စစ်ကရပ်ပေါင်း38ရက်ကြာစိတ်ယုံတက်ပြီးရဲ့နောက်မတ်လ23ရက်နေ့ကကာဗီတန်ကိုပြန်လည်ရောက်ရှိပြီးအများပြည်သူရှေ့မှအနှဲငယ်သာတွေ့မြင်ခဲ့ရပါတယ်။အီစတာမတိုင်မီတောက်ကြနေနဲ့စနေနေ့တို့မှာဝတ်ပြုဆုတောင်းခြင်းများမလုပ်ဆောင်နိုင်ခဲ့ပါဘူး။အသက်88နှစ်အရွယ်ပုပ်ယဟန်မင်းကဖေဖော်ဝါရီ14ရက်နေ့မှာအချိန်ကြာမြင့်စွာလေကြောင်းနာခြင်းကြောင့်အသက်ရှူရခက်ခဲပြီးနှင်းမြန်စွာအဆုတ်ရောင်ရောဂါနှစ်ခုအထိဖြစ်ပွားကဗိုင်းရပ်စ်ဘက်တီးရီးယားနဲ့မုံများကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါခံစားနေရကြောင်းစစ်ဆေးတွေ့ရှိကဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်။ဆလပ်ပြီးထိုင်းလေပိုင်နက်ကိုကျူးကျော်ပြီးစစ်ကောင်စီလက်တပ်က KNL နေရာများကိုပုံကျဲနေလို့လေရင်ပြည့်အမြောက်များကိုထိုင်းစစ်တပ်ကနေဆက်တို့ရွှေ့ပြောင်းနေကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းလေပိုင်နက်ကိုကျူးကျော်ပြီးစစ်ကောင်စီလက်တပ်က KNL နေရာတွေကိုပုံကျဲနေပြီးလေရင်ပြည့်အမြောက်တွေကိုထိုင်းစစ်တပ်ကရွှေ့ပြောင်းနေကြောင်းထိုင်းချီစိုက်ကသတင်းမှာဖော်ပြပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လက်တပ်ကထိုင်းနယ်စပ်ကမ်ချနာနဘူရီမှာအနီးမှာပုံများမကျင်းချဖို့ထိုင်းနိုင်ငံရဲ့သတိပေးချက်ကိုလစ်လျူရှုနေကြောင်းဒီကနေ့နေ့လယ်ပိုင်းမှာမြန်မာစစ်တပ်ရဲ့လေရင်များကထိုင်းလေပိုင်နက်ကိုကျူးကျော်ပြီး KNL တပ်စခန်းများကိုဘုံဆယ်လုံးဝင်းချင်းကျဲချသွားကြောင်းသိရပါတယ်။ဒါကြောင့်အခုအခါထိုင်းနိုင်ငံတကာလေရင်ပြည့်အမြောက်များကိုထိုင်းနယ်စပ်နီကိုရွှေ့ပြောင်းနေပြီးထိုင်းနိုင်ငံရဲ့လေကြောင်းပန်နက်ကိုကာကွယ်ဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ဘလူးစာသို့မဟုတ်ငလင်ဘေးအကူအညီများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာပြည်သူတွေပိုင်တဲ့နိုင်ငံတော်အာဏာ3ရက်ကိုလက်နက်အားကိုနဲ့အလိုမတူပဲလူယူခဲ့တဲ့စစ်တမကိုင်းဟာမဟောတတဇက်တော်တွေကတခိုးသားလူဘလူးမနဲ့တူတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကတော့ပြည်သူလူထုကရွေးချယ်တင်မြှောက်ပြီးပြည်သူကိုစားနိုင်ငံတော်အာဏာ3ရက်ကိုစီမံခန့်ခွဲအုပ်ချုပ်ဖို့တရားဝင်အနှင်းချင်းခံခဲ့ရတာမို့မိခင်ရဲ့နဲ့တူတယ်လို့သတ်မှတ်မှာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမဟောတတာဇက်တော်ထဲမှာအသားစားကျူတဲ့ဘလူးမတကောင်ကသူ့ကိုသူမိခင်တအုပ်ဖြင့်အယောင်ဆောင်ဖန်ဆင်းပြီးတော့ရက်ရွာတွေကကလေးငယ်တယောက်ကိုခိုးယူခဲ့တယ်။မိခင်ဖြစ်သူကချက်ချင်းတည်သွားပြီးတော့ဘလူးမခိုးယူထားတဲ့သူ့သားလေးကိုပြန်ပေးဖို့ငိုယိုပြီးတောင်းပန်ပြီးကလေးငယ်ကိုသူ့ပိုင်နဲ့ငါပိုင်နဲ့လို့ညင်းခုန်နေရင်အဲ့ဒီအမှုကမဟောတတာပညာရှိတန်ရောက်ရှိခဲ့ကြတယ်မဟုတ်လား။သားလူဘလူးမနဲ့မိခင်ရင်ကိုခွဲခြားနိုင်ခဲ့ပြီးကလေးငယ်ကိုမိခင်ရင်ထက်ပြန်လဲအနိုင်ခဲ့ပြီးမြဲဒီကနေ့မြန်မာပြည်သူတွေရဲ့ဘဝကတော့သားခိုးသားလူဘလူးမနဲ့တူတဲ့စစ်အာဏာလူဓမြကိုင်းလက်ခုပ်ထဲမှာပင်ပန်းဆင်းရဲကြီးစွာငရဲခံနေကြရတော့ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့လေရစ်တာစကေ9.9ရှိကြီးမားအင်အားပြင်းထန်တဲ့စကိုင်းပြည့်ရွေကြောင်းကလင်းကြီးမလောက်ခတ်မဖြစ်ပွားမီကလေးကစစ်ဓမြတပ်အာဏာလူရဲ့ဖျက်ဆီးမှုကြောင့်ပဋိပက္ခဖြစ်ပွားရာဒေသတနိုင်ငံလုံးအနှံ့ပြားမှာရိတ်ခါမလုံလောက်မှုကြုံတွေ့နေကြရပြီးစစ်ပြေးဒုက္ခသည်3တန်းအပါအဝင်2025ခုနှစ်အတွင်းမြန်မာပြည်သူ15တန်းငတ်မော်ခေါင်းပါမှုတန်းရှင်ဆိုင်ရနိုင်ကြောင်းကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကအခုနှစ်ဇန်နဝါရီ29ရက်မှာထုတ်ပြန်ထားခဲ့ပါတယ်။
DVB data တင်ကနေကောက်ယူစရင်ရယူထားတဲ့စရင်တွေရမလ28ရက်နေ့မှာစကိုင်းမြို့နယ်အနောက်မြောက်ဘက်16ကီလိုမီတာအကွာကိုဗဟိုပြုပြီးလောက်ခတ်သွားတဲ့ငလင်ကြီးကြောင့်ဧပြီလ16ရက်ထိစုစုပေါင်းတည်ဆုံးသူ4410နဲ့ထိခိုက်ဒဏ်ရာရရှိသူ11366ဦးရှိပြီလို့သိရပါတယ်။ပြင်းထန်တဲ့ဒီငလင်ကြီးကြောင့်မြန်မာနိုင်ငံတဝန်ကလူနေအိုးအိမ်6000ကျော်ဖုံးတော်ကြီးကျောင်းနဲ့တီလာရှင်စာတင်တိုင်း3514ကျောင်းစာတင်ကျောင်း2366ကျောင်းစေယုံစေကန်168ခုဌာနဆိုင်ရာအဆောက်အုံ3688လုံးတရား155စင်ဖျားစီဒီပထိုးပေါင်း9620စုပြိုကျပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုအပြက်စီးဆုံးရှုံးမှုတွေကြီးမားခဲ့ပြီးငလင်ဘေးသည့်ပြည်သူ9တန်းကျော်အတွက်နဲ့အပြက်စီးများအောင်ပိတ်မိနေသူတို့လွတ်မြောက်နိုင်ဖို့နိုင်ငံတကာကယ်ဆယ်ရေးဖွဲ့များပြားဝင်ရောက်လာတဲ့ဤတူကုလသမဂ္ဂအပါအဝင်တရုတ်အိန္ဒိယအမေရိကန် EU ဩစတြေးလျနဲ့အခြားနိုင်ငံတွေကဒေါ်လာတန်ရာချီတန်ဖိုးရှိအကူအညီတွေပေးသွားမယ်လို့ကတိပြုခဲ့ကြသလိုရိတ်ခါနဲ့အရေးပေါ်ပစ္စည်းတွေကူညီထောက်ပံ့တွေရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ AB 8ရက်နေ့ထိနိုင်ငံတကာကူညီထောက်ပံ့မှုတွေရောက်ရှိမှုအနေနဲ့လေရင်68ကား6စီး5ကောက်ထောက်ပံ့ပို့ဆောင်ပစ္စည်းတန်ချိန်1304တန်ကျော်ကယ်ဆယ်ရေးပစ္စည်းတန်ချိန်910ကျော်ရရှိထားကြောင်းကိုစစ်တမြကိုင်းပြောရေးဆိုခွင့်ရှိသူမူသားကျော်စောမင်းထွန်းကပြောကြားထားပါတယ်။ဩစတြေးလျအစိုးရကတော့စစ်ကောင်စီကိုတိုက်ရိုက်ပေးအပ်သွားမှာမဟုတ်ပဲနိုင်ငံတကာကြက်ချီနီအဖွဲ့ ICRC နဲ့မိဖက်ဖွဲ့တွေကနေတဆင့်ဒေါ်လာ9တန်းကိုတဆင့်ကူညီသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ထို့အတူတောင်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံအတွက်ငလင်တန်းကြောင့်ပေးအပ်မယ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုစေအုပ်စုထံကိုမပေးအပ်ပဲနိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့်သားမြန်မာပြည်သူတွေထံပေးအပ်မှာဖြစ်ကြောင်းတောင်ကိုရီးယားလွှတ်တော်မှအီယွန်ဆွန်ကဧပြီလ10ရက်နေ့ကိုရီးယားလွှတ်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာအရေးကြားနာပွဲမှာပြောဆိုခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရုံးကိုဆက်သွယ်မေးမြန်းရမှာတော့ဌာနေကိုယ်စားလှယ်မိုက်ကယ်ဒန်ဖို့စ်ကငလင်တန်တင့်ဒေတာတွေကိုစားနပ်ရိက္ခာအထောက်ပံ့တန်ချိန်950ကျော်ပို့ထားပြီး WFP အမည်နဲ့စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်နဲ့နေပြည်တော်မှာအရေးပေါ်စားနပ်ရိက္ခာနဲ့ငွေကြေးအထောက်ပံ့တွေကိုလူဦးရေပေါင်း3,200,000ကျော်ကိုပေးအပ်လူရန်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ငလင်တန်ကြောင့်မြန်မာနိုင်ငံမှာလူဦးရေ6.3တန်းခန့်အရေးပေါ်အကူအညီတွေနဲ့ကာကွယ်ဆောင်ရှောက်တွေအရေးတကြီးလိုအပ်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး OCHA ကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့လည်းငလင်လောက်ပြီးရက်သက်တစ်ပတ်နှစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီးမြဲငလင်တန်အပြင်းထန်ဆုံးခံခဲ့ရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းရှမ်းပြည်နယ်ကငလင်ဘေးတင်ပြည်သူများစုကလုံခြုံတဲ့အမိုးကာရီအောက်မရောက်ရှိသေးသလိုအပြက်စီးတွေကလည်းတည်တည်ချာချာမရှင်းလင်းရသေးပါဘူး။တကယ်တော့နိုင်ငံတကာအကူအညီအများစုကနိုင်ငံရဲ့နယ်နိမိတ်စုစုပေါင်း22%ကိုသာစိုးမိုးထားနိုင်ပြီးပြည်သူအများစုကိုရှမ်းသူလို့သတ်မှတ်ထားတဲ့တားလူဘလူးမနဲ့တူတဲ့စစ်တမအုပ်စုထံတိုက်ရိုက်ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။ခေအဆက်ဆက်တဘာဝပေးအနေအမျိုးမျိုးကိုပြည်သူတွေကြုံတွေ့ခံစားရတဲ့အခါတိုင်းစစ်မကောင်းဆိုပါအုပ်စုကပြည်သူလူထုအပေါ်စေတနာမရှိသူတွေပြီးကယ်ဆယ်ရေးလဲထိထိရောက်ရောက်မလုပ်ကြသလိုပြန်လည်ထူထောင်ရေးကိုလည်းဘယ်တော့မှကိုဖိရင်ဖိမလုပ်ကြတဲ့တမိုင်းတွေကလက်လက်ဆက်ဆက်ရှိပါသေးတယ်။သူတို့လက်ထက်ရောက်သွားတဲ့နိုင်ငံတကာအကူအညီတွေစားနပ်ရိက္ခာတွေအပါအဝင်ရွှေဖြင့်တဲ့ရှာရီတဲ့ရှေတန်းဆက်စေဝါများလူသုံးကုန်ပစ္စည်းတွေတကွေသုံးပစ္စည်းတွေဆိုတာ2008နာဂစ်မုန်တိုင်းတုန်းကနိုင်ငံတကာအကူအညီတွေလိုပဲအကျင့်ပြတ်စေအုပ်စုအုပ်ချုပ်ရေးဝန်ထမ်းတွေအလွဲသုံးစားပြုကြအောင်မှာဖြစ်တယ်လို့အရှောင်ပြဝင်ငါပင်ရင်လေစစ်အာဏာရှင်စနစ်ကိုထောက်ခံကြတဲ့စစ်ကြုံပြည်သူတွေစစ်အာဏာရှင်စနစ်ကိုအလုတ်ကျွေးပြုတဲ့နန်းစီဒီယံဝန်ထမ်းအတိုင်းဝိုင်းနေစီပောက်ကရဝတ္တမိုးလို့ရွာချမှာဖြစ်ပါတယ်တကယ်ပြည်သူအများစုစီကိုမရောက်ခင်မှာဗီဒင်မေးစရာမလိုပါဘူးဒါကြောင့်မလို့ဧပြီလ16ရက်ဒီနိုင်ငံတကာကပို့လိုက်တဲ့အကူအညီပစ္စည်းတွေကတားလူဘလူးမှာစစ်တမြကိုင်းစီကိုပဲရောက်သွားပြီးတော့တကယ်ငလင်တန်ခံရတဲ့ပြည်သူတွေဘေးသင့်ပြည်သူတွေစီကိုဒီကနေ့ထိလုံးဝမရောက်သေးဘူးလို့အမြင်ပြင်မှာကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေနဲ့ငလင်ဘေးသင့်ပြည်သူတွေကိုယ်တိုင်ကပြောနေကြတာဖြစ်တယ်လို့အမရပူရာမျိုးကကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတအုပ်ကလည်းပြောခဲ့ပါတယ်ပွင့်လင်းမြင်သာမှုမှာတော့လက်ရှိအစိုးရကတော်တော်ကြီးကိုအားနည်းနေတာတွေ့ရပါတယ်။ဘလို့ကြောင့်လဲဆိုတာမသိပေမဲ့အခုချိန်ထိတော့နိုင်ငံတကာကနေလူတယ်ဆိုတာတွေကဘသူလက်ထဲကိုမှဟုတ်တိပတ်တိရောက်လာတာမတွေ့ရသေးဘူး။တကယ်မြေပြင်မှာတော့အထုံနဲ့အထန်နဲ့တခုမှရောက်လာတာမျိုးမရှိသေးဘူးဘယ်ကိစ္စကြောင့်ဘယ်နေရာမှာကြန့်ကြာနေတာမျိုးလဲတော့မသိဘူးပေါ့နော်။အဲ့ဒါတွေအပြင်တားလူဘလူးမစစ်တမများတွေကငလင်ပင်အတွက်နိုင်ငံတကာကပေးအပ်တဲ့ထောက်ပံ့ကူညီမှုတွေအမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ဒေသတွေစီရှောင်မသွားစေဖို့နီလန်မျိုးစုံတုံးပြီးကန့်သက်ပိတ်ပင်နေပါတယ်။သူတို့ဆုံးရှုံးထားတဲ့လွတ်မြောက်နေမျိုးတွေကိုနိုင်ငံတကာနဲ့ပြည်တွင်းကပေးအပ်ထားတဲ့ငလင်ပေးအကူအညီတွေမရောက်ဖို့ဂိတ်တွေအစင်စင်ကန့်သက်ချက်တွေအမျိုးမျိုးပါမစ်တွေအမျိုးမျိုးအစားရှိတဲ့ပိတ်ဆို့နေမျိုးစုံတုံးပြီးဟန်တာနေကြပါတယ်။စကိုင်းဘက်ကမုံရွာဘက်ကိုထွက်မဲ့ပစ္စည်းတွေကိုဖမ်းတာသိမ်းတာတွေလုပ်နေကြပါတယ်။နောက်ပြီး
မင်းကွန်းဘက်မှာလည်းတိမ်မင်းကွန်းဘက်ကအဝင်အထွက်တွေမှာလည်းတော်တော်လေးဖမ်းဆီးပြီးတိမ်နေကြတယ်တော်လိုင်းနယ်ပယ်နဲ့ထိမဲ့နေရလမ်းကြောင်းတွေမှာသူတို့ဂိတ်အကုန်ချပြီးရည်ရွယ်ချက်ရှိရှိပိတ်ထားတဲ့ပုံစံမျိုးလုပ်နေကြတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်